ဟုတ်ကဲ့ကောင်းဖို့ဒီပါစနေနေ့မှာရန်ကျင်တဲ့ညီကိုတွေအတွက်တောက်ကြနေစိတ်ကြိုက်နှစ်ပွဲကောင်းလေးကိုတို့ရအောင်ကျွန်တော်အကြိုက်တွင်လိုက်ဆော်ရအောင်ညီကိုတွေကိုပြန်လည်နှောက်ဝေးပေးလိုက်ပါတယ်ဟုတ်ကဲ့ပထမပွဲကတော့ကျွန်တော်တို့ open နဲ့ကိုလုံးဒီဂျာမန်မိုဒယ်လီကာမှာပေါ့နော်ဒီ23ပွဲတင်ကိုနှစ်သိန်းပေါင်းပြီးကိုတီးတက်နေကိုကအခု80ရှိတဲ့ဒီနှစ်သိန်းကကျွန်တော်တို့မနက်ခင်းတင်ကြီးမှာ350စာနဲ့ထွက်လာပြီးတော့လက်ရှိ390စာဘွားကျွန်တော်တို့နှလုံးအရှုံးနီးနီးကိုကိုပေါင်းစီကတော်တော်ပြောနေတာကတွေ့ရပါတယ်ဟုတ်ကဲ့နောက်ပြီးတော့ကျွန်တော်တို့တတိသားတရားတစ်ခုကဒီပြီးခဲ့တဲ့နှစ်ပတ်လုံးပေါ့နော်ဂျာမန်ဒီဂိုးတွေရှေ့ပေါ်ထားပါတယ်ပေါ့နော်နောက်ဆုံးကစားခဲ့တယ်ပေါ့နော်ရင်ဘက်ကကျွန်တော်တို့ဘွန်ဒလီကာ9ပွဲမှာလေ9ပွဲကတော်တော်ကိုပြတ်တာပေါ်ထားတာကိုတွေ့ရပါတယ်2ပွဲပဲအောက်ထားတယ်ဆိုတော့ဒီညာမျိုးကကျွန်တော်တို့ဂိုးအောက်လာနိုင်စရာအကြောင်းလေးရှိရပေါ့နော်ဟုတ်ကဲ့ခန်းစီလေးထူထူလောက်အောင်ကောင်းမွန်နေတဲ့နှစ်သိန်းမဟုတ်ဘူးကိုစီရိုးရင်းနေကြတဲ့ဒီနှစ်သိန်းကကိုပေါင်းစီ3လုံး90စားပေါ့နော်ကျွန်တော်တို့ဒီကိုပေါ်နိုင်မယ်ဆိုရင်ဒီထက်ပိုပြီးတော့ပြီးတင်ပြီးလို့ရပါတယ်ဒီခန်းစီရိုးရင်းနေတဲ့နှစ်သိန်းကိုကိုပေါင်းစီလေးကနှလုံးရှုံနီးနီးဆိုတော့ဒီကျွန်တော်တို့နှလုံးအထက်ဆုံးကိုနိုင်ပြီဗျအဲဆိုတော့တော်ကိုဂျင်းနူးလေးလို့ကျွန်တော်မြင်ပြီးတဲ့အတွက်ကိုအောင်လေးကိုသဘောကျမိပါတယ်ဟုတ်ကဲ့နောက်ပွဲကဘီလာနဲ့ဟိုပေါ့နော်လက်ရှိဘီလာတို့ကပရီးမီးယားလီဂ်မှာ10ပွဲဆက်လက်ကိုအောက်ထားသလိုကျွန်တော်တို့ဒီဟိုဘက်ကလည်းနောက်ဆုံး10ပွဲမှာကျွန်တော်နည်းနည်းရဝန်တာအားရပါတော့ဂိုးရခဲ့တဲ့အခိုက်အတန့်နေလေခက်ရှာရှာဘာမှမသိမရှိပါဘူးဒီပရီးမီးယားလီဂ်မှာဒုတိယပေးကုန်အများဆုံးဆိုတဲ့ဒီဟိုပါနော်ဂိုးဝမသွင်းရတာကြားနေတယ်နော်ဗီလာကိုဂိုးပေါင်းစီ3လုံး90စာလောက်ကပြော့တယ်လို့တော့ပြောလို့မရပါဘူးနှစ်ကောင်လုံးကနည်းနည်းရဒီပြီးခဲ့တဲ့10ပွဲလုံးကဟိုဒီပတ်တီသူတို့တွင်းထားနိုင်တာတော့မတွေ့ရပါဘူးဒီကျွန်တော်မြင်ပေါ့နော်ဒီညဗီလာတို့9ပွဲဆက်တော့ဂိုးမအောက်နိုင်ဘူးလို့မြင်မိတဲ့အတွက်လို့တို့ရှင်းပြောရရင်ဟိုကိုဖို့လေးကိုစုံစမ်းစေချင်မိပါတယ်စေတနာတာချင်းပြီးရွေးချယ်တာဖြစ်လို့အချိုက်တူမှာဆိုကိုကျွတ်တင်ပြတိုက်ခံပါတယ်နေ့စဉ်တီတီမျိုးတပွဲကောင်းလို့လို့ရှင်းဆုံးတဲ့ channel လေးကြည့်ဖို့ဒီ channel လေးကို like and follow လေးလုပ်ထားပေးခဲ့ပါဟုတ်ကဲ့မောင်လေးတွေ free တင်ပေးတဲ့ Telegram channel လေးကိုအောက်မှာ comment မှာထည့်ပေးထားပါတယ်ညီကိုရီအားလုံးအဆင်ပြေကြပါစေခင်ဗျာ fight 3လုံးနဲ့ IMT ဆော့ချင်တယ်ဆိုလို့ရှိရင်24နာရီလေးပါငွေသွင်းနေထုံးနဲ့ Telegram channel လေးမှာလာပြီးတော့ဆော့လို့ရပါတယ်ညီကိုရီအားလုံး good night ပါ